ကိုဘေးမင်္ဂလာပါခင်ဗျာအခုကျွန်တော်တို့เนี่ยချက်ကောက်သွားလို့မှာပဲဖြစ်ပါတယ်ကျွန်တော်တို့ရန်ကုန်ကနေလာတော့ကြတော့ရထားစီလာတယ်ကွာဒါပေမဲ့အပြန်မှကြတော့ရထားလက်မှတ်ကဝယ်လို့မရတော့အဲ့ဒါနဲ့ကားနဲ့ပဲပြန်မယ်ဆိုပြီးတော့အဲ့ဒီမှာပဲကားလက်မှတ်တွေလိုက်ဝယ်တယ်ဒါပေမဲ့အဆင်ပြေလို့ရပါတယ်ပေါ့မှန်ဆိုရင်ကားလက်မှတ်ကအဲ့လိုဆိုရင်ဝယ်လို့မရဘူးဘာလို့လဲဆိုတော့အဲ့ဟိုလာတဲ့ကားတော်များများကလို့ package နဲ့လာများရကွာအဲ့လိုရန်ကုန်ကနေအသွားပြန်ဆိုပြီးတော့အကုန်လုံးကအဲ့လိုမျိုးလာများတယ်ဒါပေမဲ့ပြင်စင်တော့အရာကိတ်မှာကိုကြီးတယောက်ကနေပြီးတော့အဲ့ကားရဲ့လို့ဂိတ်ကိုကားရုံးပေါ့နော်လိုက်ပို့အမှပဲလို့ဖုန်းနံပါတ်ယူပြီးတော့ဝယ်လိုက်တာအဆင်ပြေသွားတယ်ကွာအဲ့ဒါနဲ့တောင်းကိုပြန်ဆင်းလာရောတောင်စင်းကားကြတော့တောင်တက်ကားနဲ့မတူတော့တောင်တက်ကားကကြတော့လိုမျိုးလက်မှတ်လေးဝယ်ပြီးတော့စီးရတာကွာတောင်စင်းကားကြတော့လို့လူတက်ရတဲ့ပုံစံမျိုးလွတ်တဲ့ခါပေါ်သွားပြီးတော့ကိုကြိုက်ရဲ့အဆင်ပြေရဲ့ကားကိုတက်ပြီးတော့တက်ထိုင်နေရုံပဲဒါပေမဲ့လို့လူရဲများရင်တော့ကွာလူတက်ရတာကိုကိုထိုင်နေတဲ့နေရာရဖို့ဆိုတာမျိုးတောင်တက်နဲ့တောင်စင်းမှာကတောင်ဆင်းကပူပြီးစီးလိုကောင်းတယ်လို့ခံစားရတယ်။ပြီးတော့ပူလဲမြန်တယ်လို့လည်းထင်တယ်။အဲ့ဒါနဲ့တောင်အောင်လေးရောက်ရောဟိုလက်ဆောင်ကြီးဝယ်စားရှိရလေးလိုင်းဝယ်ပြီးတော့ကိုစီရမယ်ကားချိန်ထားတဲ့နေရာကိုသွားတယ်။ဖြစ်ရှင်တော့ကားဆောင်နေတာတနေရာကိုရီဆောင်နေတာတနေရာဖြစ်သွား။အဲ့ဒါနဲ့ကားဖုန်းလမ်းဆက်တော့ကိုရီကိုမတွေ့တော့မှသူရှိတဲ့နေရာကိုပြန်ပြေးရပြေးလိုက်ရတာတော်တော်မောပါကားကနောက်ခီးတွေနှစ်ခုရှိသေးတယ်အဲ့ဒါကိုအဲ့တော့မှတီးလိုက်ရအဲ့ဒီခီးတွေနှစ်ခုတည်းကတစ်ခုကတော့ခုရောက်နေတဲ့ထိုင်တော်မူဖရာကြီးပဲဖြစ်ပါတယ်အဲ့ဒီခုတွေ့နေတဲ့ကားလေးကိုဆက်စောက်ခြင်းတော့ဘာကားလေးလည်းမသိဘူးဆိုချစ်စရာလေးဆိုပြီးတော့မှတွေးနေကြနေအောင်လို့ပြေးပြီးတော့ကိုရီစီရမယ်တောင်တကားလေးဖြစ်တကယ်တော့နေအောင်လုံးအောင်ကွာဒီလိုလာမယ်မှန်းလည်းမသိဘူးသွားမယ်မှန်းလည်းမထင်ဘူးပြီးတော့ဒီနေရာကိုလည်းကွာမရောက်ဘူးကွာတခါမှလည်းမကြည့်ဘူးအဲ့ဒါနဲ့ဘယ်သွားလို့ဘာလို့လုံးအောင်မှန်းတော့မသိဘူးပြီးတော့မှကားပေါ်လူရမှာကားပေါ်တော့ကိုရီစီလိုက်ကားပေါ်လူရမှာဟိုမှာလက်မဝယ်ရမယ်အဲ့အနေမှာစင်တောင်းတက်ပြီးသွားမှာဆိုတော့အဲ့ကားလက်မလေးလိုက်ဝယ်မကောင်းဒါနဲ့အကားလေးစီရတာပြောဖို့တော်တယ်သူပုံစံကွာလို့ကာတွန်းကားတွေကကားလေးပုံစံမျိုးပြီးတော့လို့အယုတ်ကားလေးနေနေတူရကွာခလေးကစားကြလေးလိုဘာလို့လေးဟိုစီရတာကွာလို့မျိုးမသိလို့အယုတ်ကလေးနဲ့စောနေရတယ်လို့ပဲအဲလိုတောင်ပေါ်တက်ရတယ်ဆိုပေမဲ့တိတ်ကြာရတော့မဟုတ်ပါဘူးခဏလောက်9မိနစ်လောက်10မိနစ်လောက်ပဲကြာတယ်အဲ့ဒါနဲ့ပြီးနေပြီးတော့တောင်ပေါ်ရောက်အောင်တောင်ပေါ်ရောက်တဲ့ထိကိုဘယ်သွားမှန်းကိုမသိဘူးအဲ့ဒါနဲ့ကိုရီစီးလိုက်ကားပေါ်လူရပြီဟိုသွားမယ်ထင်နေဆိုပြီးမှပြောနေကြတာနဲ့သွားကြည့်တော့မဟုတ်တယ်အဲ့လိုသွားမယ်ဖြစ်ဒီဟိုတော့လူတွေတော်တော်များလာကြတယ်အဲ့လိုမျိုးဖျားမှုကားတွေအပြန်ကြရလိုက်ဖို့ပဲရလားမသိဘူးအခုမြင်တွေ့နေရတာကတော့ထိုင်တော်မူဖျားကြီးပဲဖြစ်ပါတယ်အမှန်ဆိုရင်အဲ့ပုံတက်မှာကွာသူကဟိုထိတ်ဆုံးနေရှိမှလားမသိဘူးကားကနိုင်ခွက်နေပြန်လာပေးကြပါဆိုလို့အချိန်မမီပါဆိုတာနဲ့အဲ့ပေါ်တော့မတက်ခဲ့လိုက်ရဘူးအောက်မှာပဲဖျားတွေလိုက်ဖူးလိုက်တယ်လဲကြည့်လိုက်တယ်မထင်မပဲရောက်သွားတဲ့နေရာတွေကပူပြောဖို့ကောင်းတယ်ပြီးတော့အဲ့လိုပဲမထင်မှန်လေးရောက်သွားတဲ့နေရာတွေကလေကိုကြီးမထင်တာတော့ကွာအဲ့နေရာမျိုးပြီးတီးလည်းမသိရောဘာလို့မှလည်းမသိအဲ့တော့ဟိုကလည်းရှိသေးတယ်ဖျားဖူးတာကတော့မထင်မှန်ပဲရောက်တီးပြီးပဲရောက်တမြင်ပဲရောက်
မဆိုကောင်းပါလေသွားတဲ့နေရာတွေပါပဲအောက်မှာတော့အခြေကြီးပဲပြီးတော့ဖះရုပ်ထုတွေလည်းအများကြီးပဲအပေါ်ကိုမတက်ခဲ့လိုက်ရတော့အပေါ်မှာဘာတွေရှိမှမသိဘူးအဲ့တော့နောက်တစ်ခါမှပဲတေချာသွားပြီးတော့အပေါ်ကိုတေချာတက်ကြည့်တော့ဒီဘက်မှာကအပြင်ထွက်လို့ရတယ်ကွာအဲ့အပြင်မှာဟိုးအနောက်မှာကလို့တောင်တန်းနေကြည့်လို့ရတယ်ဒါပေမဲ့ကျွန်တော်ရောက်သွားတဲ့ချိန်ကစနစ်နောက်ပိုင်းဆိုတော့နေပူနေပြီအဲ့ဒါနဲ့နေပူရုပ်သိမခံစားနိုင်တာနဲ့အဲ့ပတ်တီတော့တေချာမကြည့်ခဲ့လိုက်ရဘူးအချိန်မမီမှာစိုးတာရောအဲ့ဘေးဘက်တွေကိုတော့တေချာမကြည့်ခဲ့လိုက်ရဘူးဒါပေမဲ့တေချာပေါက်ရှုခင်းနေရတော့လာကိုလိုက်အခုမြင်တွေ့နေရတာကတော့အဖေးနာမှာရှိတယ်ဘုရားကျောင်းဆောင်ကြီးပဲဖြစ်ပါတယ်ဒီဘုရားကျောင်းဆောင်ကနောက်တနေရာမှာရှိတယ်ဘုရားကျောင်းဆောင်နဲ့ဆိုရင်နည်းနည်းပိုသေးတယ်လို့ပြောရမယ်ဘုရားလည်းဖူးပြီးရောစားခြင်းတဲ့မုံလေးတွေ့ရတယ်ဝယ်ပြီးတော့တောင်းကိုပြန်စင်မှုကားပြန်စီရတယ်ပေါ့ခုနပြထားတဲ့ကတ်တုန်ကားလေးတွေရရှစ်စရာကားလေးတွေပေါ့တက်ပြီးတော့တောင်းကိုပြန်စင်လူတွေကတော့အဲကားလေးတွေပေါ့အလူရပဲအပြေးလွားတက်လိုက်ဆင်းလိုက်ပဲလုံနေရတော်သေးတဲ့ကားပေါ်ကိုကွတိပြန်အောင်လို့နောက်လည်းမကြောက်ကိုယ်ထနောက်ကြလူတွေတော့ရှိသေးတယ်ကားပေါ်လေးရောက်ရောနောက်သွားမယ့်တနေရာကိုစဉ်းစားဘယ်ကိုဆက်သွားမှလဲဆိုတာအချိန်ကတော့တနာရီထိုးနေမဆိုင်မတို့ကိုတွေ့ရောပဲရှင်ပြသူဆိုတာနားနေဟောအဲ့ကိုသွားမှလားဆိုပြီးတီးပါမှုစမတီးဘူးအခုဆိုရင်ဂျိုင်ဘောလုံးမရှင်တော်ဖရာသူရောက်ရှိပါပြီဒီမှာလေဖရာဘူးကြီးအများကြီးပဲလူတွေစီကားနေရပဲရောက်လဲရရောဖရာရဲ့ပါဖူးဖရာရဲ့ပါကတော့ပြီးတော့မရှင်ရှာမယ်ဆိုပြီးတော့မှဆရာကြီးထားတယ်ရှိမှတေးရတယ်ဆိုပြီးတော့မှဗီဒီယိုရိုက်နောက်မှတူလာပြီးခေါ်ပြတော့မှတွေ့တကယ်အရှိမှမရှိဘူးဘေးမှရှိတာတဲ့အမှတေချာကြီးအဲ့အဖူလေးဟာမဲ့ရှင်နဲ့မဲ့ရှင်ဆိုသူကလည်းရှောက်သွားနေရပါဘယ်လိုလားရှင်တော်ဘုရားကိုဖူးလေဖူးပြီးရောအိမ်နာမှာရှိတဲ့ဘုရားစေတီတွေကိုလိုက်ဖူးတယ်နောက်ပြီးတော့အိမ်နာမှာဘာတွေရှိလဲဘာတွေစောက်ဝီများတည်ထားလဲဆိုတာကိုလိုက်ကြည့်တယ်အခုတွေ့နေရတဲ့အစောက်ဝီကြီးကထိုင်းတော်မူဘုရားနာမှာရှိတဲ့အစောက်ဝီနဲ့တူတယ်ဒါပေမဲ့အခုတွေ့ရတဲ့အစောက်ဝီကပိုကြီးတယ်ပိုခမ်းနားတယ်ကွာရောင်အားစားပြီးတော့အဲမှာလည်းပူကျင်မယ်လို့ထင်တယ်ဒါပေမဲ့နှမျောတာကအချိန်ဘယ်လောက်မှဆိုလို့အဲ့ထဲတော့မွေခဲ့လိုက်ဘူးမန်တကယ်တော့အဲ့ထဲကိုဝင်ပြီးတော့ဘုရားဝင်ဖူးလိုက်ရမှာအားလုံးကြည့်ပြီးပြီဆိုတော့ကားပေါ်တက်ပြီးနားယူရတော့မယ်ကားလည်းဆက်စီအောင်ပါဆိုတော့မျိုးလေးရောက်ကိုရီနှစ်ယောက်ပဲခြံခဲ့တဲ့ကားပေါ်မှာအခြားလူတွေကအကုန်ဆင်းသွားကိုယ်ဆင်းမဲ့နေရာမှာဘာမှမရှိတော့
2ယောက်ပဲကျန်တော့ကားပေါ်ကဆင်းပါပြီကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတူတင်ရှိပါတယ်